สวัสดีครับမင်္ဂလာပါကျွန်တော်တို့စီတူလွင်မှာเจ้าลินจากโปรเจกต์52ค่ะဒီနေ့ကတော့ကျွန်တော်တို့ပေါ့နော်ဒီကျွန်တော်ရဲ့ဒုတိယသချင်းလေးကိုကျွန်တော်ဒီကနေပြီးတော့ထိုင်းဆိုတော့ဒီကကြောက်လေးနေပေါ့နော်အတူတူကျွန်တော်တို့လာပြီးတော့ collaborate လုပ်တယ်ချင်းလေးတွင်းကြတယ်ပြီးတော့ဒီနေ့ကတော့ရိုက်ကူးရေးနေ့ပါအမှတ်တရလေးတွေအများကြီးဖြစ်မယ်လို့ထင်ပါတယ်နောက်ကျွန်တော်တို့ဒီချင်းလေးကိုပေါ့နော်ပြန်ပြီးတော့ဒီထိုင်းနဲ့မြန်မာပြန်ပြီး collab လုပ်တယ်ဆိုတဲ့ခါကျတော့ဒါအရသာအသစ်ကလေးတစ်မျိုးထပ်ပြီးတော့လည်းရစီချင်ပါတယ်ပြီးတော့နောက်ကဒီထိုင်းပရိသတ်တွေရောမြန်မာပရိသတ်တွေရောပေါ့နော်နှစ်မျိုးလုံးခံစားလို့ရဖို့အတွက်ကိုဒီချင်းလေးကိုပြန်ပြီးတော့ collab လုပ်ဖြစ်တာဖြစ်ပါတယ်အဲဒီမှာတွင်းရတာလည်းအရင်အဆင်ပြေပါတယ်ဒါရိုက်ကူးရတာလည်းပျော်ရွှင်နေပေါ့နော်ဒီတစ်နေ့လုံးဖြတ်တန်းခဲ့ရပါတယ်ပြီးတော့တော့တချင်းစုပြီးရဲ့ဒီကမြန်မာလေးကြောက်လိန်ဆိုလို့ရှိရင်လည်းအရန်ကိုအဆူကောင်းပါတယ်တခုပဲနည်းနည်းလေးတော့ကျွန်တော်အနေနဲ့ကျတော့ကီးလေးတော့နည်းနည်းကြာသွားပါတော့ဒါပေမဲ့မိန်းကလေးကီးနဲ့ယောက်ျားလေးကီးဆိုတော့အဲ့ကြားထဲမှာအဆင်ပြေအောင်လေးတော့ဆိုထားပါတယ်အရသာအသစ်ကလေးတစ်မျိုးလဲခံစားရမယ်လို့ထင်ပါတယ်ဗျก็ตื่นเต้นมากค่ะแล้วก็รู้สึกว่าเป็นเกียรติมากๆเลยที่ได้ประสบการณ์ใหม่ในการร้องร่วมกับศิลปินระดับตำนานจากประเทศเมียนมานะคะมิสเตอร์ซีดูรวยนะคะဒီနေ့ဒီမှာပေါ့နော်သူနဲ့ကျွန်တော်ဆိုလို့ရှိရင်ဒီနေ့မှစပြီးတော့တွေးပြတာတချင်းတွင်းတဲ့အချိန်မှာကျတော့လေတယောက်တစ်ပိုင်းစီတွင်းကြတာပေါ့နော်အဲ့တော့အခုဒီတချင်းကိုအတူတူတွဲပြီးတော့အလုပ်လုပ်တဲ့ညီမလေးနဲ့ခုမှတွေ့ရတယ်အဲ့တော့ခုမှစပြီးကိုယ့်အကိုမိတ်ဆက်ပေါ့နော်ဒီရဲ့ခါကျတော့ဒီနေ့တချင်းဆိုတဲ့ကတ်လေးပေါ့နော်အပြန်လည်ဆိုတဲ့ဟာလေးကျွန်တော်ရိုက်ကူးခဲ့တယ်အဆင်ပြေပါတယ်ဒီကညီမလေးဆိုတကယ်အဆိုးလဲကောင်းတယ်သဘောလဲကောင်းတယ်အဲ့တော့ဒီမှာပျော်ပျော်ရွှင်ရွှင်နဲ့ပဲဒီရိုက်ကွင်းလေးကဒီဆောက်ခဲ့ပါတယ်ခင်ก็วันนี้ตื่นเต้นค่ะแล้วก็ดีใจมากแล้วก็ถือว่าเป็นประสบการณ์ใหม่ในการร้องภาษาเมียนมานะคะมันมีบางคำที่เราต้องได้ร้องอะไรเงี้ยแล้วก็เพลงนี้รู้สึกว่าเป็นเพลงที่ท้าทายมากๆค่ะแล้วก็ถือว่าเป็นมิติอีกมิติหนึ่งในการทำงานของลินละกันนะคะก็เลยรู้สึกว่าประทับใจกับโปรเจกต์นี้เพลงนี้มากๆค่ะဒုတိယလူဖြစ်နေပြီးဆုံးသွားမင်းပေးခဲ့တဲ့ဆုလက်များနဲ့အချိန်တမ်းပြီးဆိုရင်ကိုပြန်သွားရတော့မယ်ได้ไหมแค่คิดถึงฉันคนนี้ก่อนลองลืมใครที่เธอเคยต้องการใช้ฉันแค่สติในใบเธอได้ไหมเธอဒုတိယခွေโอเคပါဒီဒုတိယဆိုတဲ့ချင်းလေးကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲဒါတီးရီကိုရွှေကြော်ကြော်ရဲ့တချင်းလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တီးတန်သားကနေစီစဉ်ပြီးတော့ SNM Production ကနေပြီးတော့ထုတ်လုပ်တဲ့ sorry တီးတန်သားကနေပြီးတော့စီစဉ်ပြီးတော့ SMN Production ကနေပြီးတော့ထုတ်လုပ်ထားတဲ့ချင်းလေးဖြစ်ပါတယ်နောက်အားလုံးဒီမြန်မာနဲ့ Thai collaborate လုပ်ထားတဲ့ဒီချင်းလေးရဲ့ version လေးကိုနားထောင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တီးတန်သားမှာနားဆင်လို့ရပါတယ်ခင်ဗျာก็ขอฝากเพลง Second Place ไว้ด้วยนะคะสำหรับช่องทางโซเชียลนะคะ SMN ค่ะแล้วก็แอปพลิเคชันนะคะเตตันตะด้วยค่ะสวัสดีครับมงกลาบา